အကိုကိုဖလဲလဲရခက်လား ဖလဲလဲရမခတ်ဘူးလွယ်လွယ်လေးငါတင်ပေးမယ်မင်းလိုက်လို့ကြည့်လိုက်โอเคဖလဲလဲရတာမခတ်ဘူးကွာမင်းအရင်ဆုံးဗာကျင့်ရမလဲဆိုတော့မင်းအရင်ဆုံးပေါင်ကားပြီးရင်လက်ကိုဒီမှာထောက်ပြီးတော့ဒီကောင်ဒီ avoid issue တာကိုကြည့်ရအောင်โอเค issue တာကိုကြည့်ရအောင်ငါလုပ်ပြမယ်1 2 let's top white အဲ့အလိုက်ကိုပဲအရင်ကြည့်ရမှာကွာမင်းအဲ့ဒါရသွားပြီဆိုရင်ပေါင်ကားမယ် let's top သူက slide စီးโอเคပြီးတော့မင်း6ယောက်ကဒီလိုကားရမှာကွာโอเคအဲ့ဒါကိုငါပေါင်းလိုက်မယ်1 2ပထမတော့အဲ့လိုကြာမှာကွာပြီးတော့ရင်မင်းဒီဘက်6ကိုဒီလိုမပြီးတော့ဒီဘက်လက်ကိုတောင်းပြီးတော့ဒီလိုထဲကိုဝင်ရအောင်โอเคလက်ကြည့်မယ်နော်ဒါဆိုမင်း flare ကိုရသွားပြီကွာအဲ့တော့ flare နဲ့ပတ်သက်ပြီးတော့လုံးဝမဲ့ workout တွေကဒါမှာရမယ်1 2 3 4 okay အဲ့ဒါလောက်ရမယ်ပြီးတော့ရင်ဒါလောက်ရမယ် okay workout တွေเนาะဒါလုပ်မယ် okay ဘယ်ညာလောက်ရမယ်အဲ့ပြီးတော့ရင်ဒီလိုမရအောင်လဲလောက်ရမယ် okay ပြီးတော့ရင်ခါကိုအဲ့လိုမျိုးထွက်ရင်ခါကိုကော့ရမှာကွာအဲ့တော့ငါပြန်လှည့်ပြမယ်အဲ့ဒါအားလုံးပြီးသွားပြီဆိုမင်းထွက်ပြီးသားနဲ့ခါကိုကော့ပြီးရတယ်မင်းရဲ့ဘယ်ဘက်လက်ကိုအဲ့လိုထောက်အောင်ကွာအဲ့တော့ okay မင်းနောက်ပတ်သွားခြင်းလဲ F feeling အတူတူပဲ okay ဒါဆိုရင်မင်းဒီ flare ကိုရသွားပြီကွာအဲ့တော့ဒီ video မင်းတယောက်တည်းကြည့်သူများတို့ရှောက်မပြစာတက်ကုန်ပါလို့